သိန်းကိုနော်ပန်းထရပါသေးအရေးရွှန်းရွှန်းတွေလည်းအောင်ပါသေးနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနောင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ခန်းကြီးရေမစေးသွားမှာဖြစ်ပါတယ်ဗျအကဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေဘုသူရရခြင်းစာဆုံးလေးကြည့်ပြပါဘုသူရရမယ့်ဟာကြီးပြောပြပေးသွားမယ်ဗျဒါကတော့ကျွန်တော်တို့ခန်းကြီးရေမစေးဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ကကုမ္ပဏီချိတ်ပေးဝယ်မှာဖြစ်တဲ့အတွက်ချိတ်ပိတ်ဆိုတဲ့စကားလုံးအတိုင်းပဲကျွန်တော်တို့ကချိတ်ကိုအဓိကထားပြီးတော့စစ်တယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ချိတ်ပိတ်တွေအများကြီးပဲရှိတယ်ဗျဒီလိုမျိုးချိတ်ပိတ်တွေဝယ်ခြင်းလဲဆိုရင်လည်းကျွန်တော်ပွဲရုံလိပ်စာမေးလို့ရပါတယ်เนาะကျွန်တော်လမ်းညွှန်ပေးပါမယ်ဒါချိတ်လေးနည်းနည်းပွားနေလို့ဒီနားလေးဒီလိုချိတ်ပွားရင်ကျွန်တော်မကြိုက်ဘူးဆိုတဲ့အကြောင်းလေးပြောပြပေးနေတာပေါ့ဗျာဒါကတော့ကျွန်တော်တို့ချိတ်အမှန်ကန်ဖြစ်တယ်လို့ကျွန်တော်ပြောပြချင်တယ်ဗျခုနကပွားနေတာလဲဒီကုမ္ပဏီကအမှန်ကန်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးဗျကျွန်တော်တို့ကချိတ်ဟွာပေါ့နော်ဒီလိုပွားနေတယ်ဆိုရင်ကျွန်တော်တို့တဲတာပြူတာကြောင့်လည်းဖြစ်နိုင်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ကြိုက်ဆုံးကြောက်လေးတစ်လုံးအိတ်ပေါ့နော်အိတ်တဲ့အိတ်ကိုကျွန်တော်တို့ဆွဲထုတ်လိုက်တယ်ဒီအိတ်တဲ့အိတ်ကိုကျွန်တော်တို့အချိန်အစိတ်ပါတယ်ပေါ့ဗျာအချိန်25ပိတ်တာပါတယ်ဈေးနှုန်းကတော့21သိန်းဖြစ်ပါတယ်ဗျဒါကျွန်တော်တို့ဟိုကြိုက်ဆုံးကြောက်ကိုပေါ့နော်ကြိုက်ဆုံးအိတ်ကိုဆွဲထုတ်လိုက်တယ်ထုတ်ပြီးတော့ကျွန်တော်တို့အလုံးရွယ်စားလေးစစ်တာပေါ့ဗျာကျွန်တော်တို့အလုံးကြီးမကြိုက်တော့အလက်ဆိုင်လေးကြိုက်တော့အလက်ဆိုင်လေးရွေးထုတ်တယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ကိုကြိုက်တဲ့ဆိုင်လေးလည်းမှန်တယ်ကန်တယ်ဆိုတော့ကျွန်တော်တို့ချိတ်လေးတွေတခြားပြန်စစ်တယ်ပေါ့ဗျာဒါလေးလည်းချိတ်လေးလည်းမှန်ပါတယ်ဗျချိတ်မှန်ကန်ဆိုကျွန်တော်တို့ဒီကြောက်ဒီအိတ်ဖြစ်သွားပြီဆိုတော့ကျွန်တော်လက်ကြီးပုတ်တယ်ပေါ့ဗျာအတန်လေးနားထောင်ကြည့်ဗျသိန်းကိုနော်ပန်းထရပါသေးအရေးရွှန်းရွှန်းတွေလည်းအောင်ပါသေးနော်ကဲအခုလိုချိတ်ပေးဝယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဆေးမယ်ပေါ့ဗျာဆေးတဲ့အခါမှာကျွန်တော်ဒါကတော့မှတ်ကြောက်ဟိုစားကြောက်တိုက်တဲ့ဟာဖြစ်တယ်နော်ဒါကျွန်တော်တို့စာလိုက်အိပ်ပါပဲဗျဒါကတော့မှတ်ကျန်းပေါ့ဗျာမှတ်ကျန်းကတော့ကျွန်တော်တို့ခန်းဒီကြောက်တွေဆေးမယ်ဆိုရင်မှတ်ကျန်းဒါကတော့စူးကျစ်ပေါ့ဗျာနော်အခွန်လေးနည်းနည်းလေးပို့လို့ရအောင်လို့စူးကျစ်လိုတယ်ပေါ့ဗျာစူးကျစ်သုံးပြီးသွားရင်ကျွန်တော်တို့ဘာသုံးရလဲဆိုစားကြောက်ပေါ့ဗျာနော်စားကြောက်တက်ရတယ်စူးကျစ်ပြီးသွားရင်စူးကျစ်ရဲ့အနံ့ပေါ့နော်တန်အနံ့တွေပြောင်းလို့ကျွန်တော်တို့ဘာကိုသုံးရလဲဆိုတော့တံမြာသီးကိုသုံးပေးရတယ်ဗျတံမြာသီးကတော့ဒီတန်အနံ့တွေပြောင်းအောင်လို့သုံးတာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့လက်နဲ့ကင်တိုက်ရင်ကျွန်တော်တို့တန်ပရက်တွေပါနေဆိုနာမှာဆိုလို့ဒီလိုဆေးခုံလေးပေါ့ဗျာအဲ့ဒါလေးလည်းလိုအပ်ပါတယ်ဗျနော်ဒါတော့ကျွန်တော်တို့ကိုဝယ်သွားတဲ့အိတ်လေးပေါ့ဗျာပြန်တင်ပြပါကျွန်တော်တို့ကြောက်ဝိုင်းနဲ့နီးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုင်ကလေးနဲ့လာလိုက်တယ်ပေါ့ဗျာအခုလိုမျိုးအဖွဲလိုက်တက်ညီလက်ညီဗျတော့ကျွန်တော်တို့အခုလိုမျိုးချိတ်ပေးဝယ်မယ်ဆိုရင်ဘာတွေလိုအပ်လဲရေမဆေးဝယ်မယ်ဆိုရင်ကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုတာလေးပြပြပေးသွားတာဖြစ်တယ်ဗျအခုလိုမျိုးပေါ့နော်ကျွန်တော်တို့အဖွဲလိုက်တွဲပတ်ညီကိုတွေစုံစုံညီညီအခုလိုမျိုးသွားလာတာပေါ့ဗျာကျွန်တော်တို့တယောက်ကတော့ဆိုင်ငယ်အကြောက်လေးတဲမှာမလို့ဆိုင်ငယ်နဲ့ကျွန်တော်တို့အခုကျန်တဲ့အဖွဲ့ရတော့ကျွန်တော်တို့ကျန်တဲ့ညီကိုတွေကတော့ခြေချင်းလျှောက်သွားတာပေါ့ဗျာအခုလိုတက်ညီလက်ညီနဲ့တွဲပတ်လိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာစည်ရင်းပေးလို့ရပါပြီဆိုတဲ့အကြောင်းလဲသတင်းကောင်းပါပါတယ်နောက်လ10ရက်နေ့တင်နန်းခေါ်ပြီးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ